အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကျွန်တော်နဲ့အတူတူထိုင်းစကားအမေအဖြေလေးတွေလေ့လာကြရအောင်နော်ဥပမာလူတစ်ယောက်ကိုမေးတယ်နော်จะไปไหนครับจะไปไหนครับဘယ်သွားမှလဲခင်ဗျာကိုကပြန်ဖြေတယ်နော်จะไปทำงานครับจะไปทำงานครับအလုပ်တော့လုပ်မယ်ဗျာသူကပြန်မေးတယ်နော်จะกลับมากินข้าวไหมครับจะกลับมากินข้าวไหมครับထမင်းပြန်လာစားမလားထမင်းပြန်လာစားမလားไม่กลับมาแล้วครับไม่กลับมาแล้วครับမပြန်လာတော့ဘူးခင်ဗျာသူကပြန်မေးတယ်နော်จะไปกินข้าวที่ไหนครับจะไปกินข้าวที่ไหนครับဘာမှထမင်းသွားစားမှလဲခင်ဗျာကိုကပြန်ဖြေတယ်နော်จะไปกินที่ร้านครับจะไปกินที่ร้านครับဆိုင်မှာသွားစားမယ်ဗျာဒါအမေးဖြေလေးတွေပေါ့နော်ဥမာလူတစ်ယောက်နဲ့လူတစ်ယောက်နဲ့ကိုနဲ့အဲ့လိုမျိုးအမေးဖြေပြောတဲ့စကားလေးတွေပေါ့နော်နောက်တစ်ခေါက်ပြန်ဖတ်ပြမယ်နော်จะไปไหนครับဘယ်သွားမှလဲခင်ဗျာจะไปทำงานครับအလုပ်သွားလုပ်မယ်ခင်ဗျာจะกลับมากินข้าวไหมครับထမင်းပြန်လာစားမလားไม่กลับมาแล้วครับမပြန်လာတော့ဘူးခင်ဗျာจะไปกินข้าวที่ไหนครับဘာမှထမင်းသွားစားမလဲจะไปกินที่ร้านครับဆိုင်မှာသွားစားမယ်ဗျာအလုံးမဲ့အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်နော်